ကလေးတွေကိုအိမ်မှာစာပြန်တင်ပြတဲ့အခါမှာမှားတတ်တဲ့အမှားတွေကိုသိပြီလားအထူးသဖြင့်အသက်3နှစ်ကနေပြီးတော့6နှစ်ကလေးတွေကိုအိမ်မှာစာပြန်လုပ်ခိုင်းတဲ့အခါမှာလူကြီးတွေမှားတတ်တဲ့အမှားလေးတွေရှိတတ်ပါတယ်ပထမတစ်ချက်ကကြတော့လက်ရည်နဲ့ပတ်သက်တဲ့ဟာပေါ့နော် letter formation မှာလူကြီးတွေကများသောအားဖြင့်ကလေးတွေကိုလက်ရည်လှစေခြင်းနဲ့အဲ့တော့လက်ရည်လှကျင့်ခိုင်းတာမျိုးရှိတယ်ပေါ့နော်အဲ့ဒီအစာကလေးတွေစာရေးတဲ့အခါမှာသူတို့ရဲ့ letter formation မှန်ရဲ့လားဆိုတာကိုဒီကြလေး queue site ပြီးတော့လေ့ကျင့်ပေးဖို့လိုအပ်ပါတယ် letter formation မှာဆိုရင်သူတို့ရဲ့ရေးရမယ် stroke order တွေအတိုင်းရေးရလားဥပမာဆိုလို့ရှိရင်အပေါ်ကနေပြီးတော့အောက်ကိုဆင်းပြီးတော့ round တာ okay round ရမှာဟုတ်ရဲ့လားသူကပြောင်းပြန်ရင်အောက်ကနေအပေါ်ပြန်တက်နေလားဒါမျိုးတွေကိုကိုက letter formation မှန်သိထားပြီးတော့သင်ပြပေးဖို့လိုအပ်ပါတယ်။အားကြောင့်ရေးကြည့်လဲဆိုတော့ letter formation မှန်လို့ရှိရင်ကလေးတွေကစာရေးတဲ့အခါမှာအလွယ်တကူနဲ့မြန်မြန်ဆန်ရေးလို့ရတယ်။နောက်တစ်ခုကသူတို့အတွက်လိုအပ်တဲ့ fine motor skill ဒီလက်လှုပ်ရှားမှုအတွက်လည်းဒါကအရန်ကိုတိုးတက်မြန်စေတယ်ပေါ့နော်။အဲ့တို့ကြောင့်လက်ရေးလှဖို့အတွက် letter formation မှန်ရေးတတ်ဖို့ကပို့ပြီးတော့ရေးကြည့်ပါတယ်။နောက်နေ့ချက်ကကြတော့လူကြီးအနေနဲ့သိမကွဲတတ်တဲ့letters တွေရဲ့ phonic sounds အတန်နဲ့ letter names တွေပေါ့နော်ငယ်တဲ့ကလေးတွေဆိုလို့ရှိရင်သူတို့ကစပြီးတော့ phonic sounds တွေကိုပဲအရင်ဆုံးလေ့လာရတယ်အဲ့တော့ phonic sounds တွေနဲ့လူကြီးတွေခေါ်တဲ့ letter names တွေနဲ့ကြတော့သူကအရန်ကို difference ဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်လို့ကလေးကသိထားတဲ့နေရာမှာကိုက CAT လို့ပြောလိုက်တဲ့အခါမှာသူ့အတွက်အရန်ကိုအတန်ဆောင်းနေတာသွားပြီးတော့ confuse ဖြစ်စေရမျိုးရှိတတ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ကလေးကဒီ phonic sounds တွေမှာဆိုရင်ဘယ်အထိလေးလာထားပြီးပြီလဲဆိုတာကိုသိထားရမယ်အဲ့ဒီ phonic sound တွေနဲ့သင်တဲ့ letter names တွေမသင်ရသေးဘူးဆိုရင်လည်းလူကြီးတွေနဲ့သိထားပြီးတော့ letter names တွေနဲ့ပြောတာကိုအထူးသဖြင့်ရှောင်ကျဉ်သင့်ပါတယ်အဲ့ဒါကကလေးတွေ language develop လုပ်ဖို့အတွက်ကိုအရန်ကိုအရေးကြီးတဲ့အချက်ဖြစ်ပါတယ်နောက်ချက်ကကြတော့ဘာလဲဆိုလို့ရှိရင်ဒီK3 to grade 1ကလေးတွေဆိုလို့ရှိရင်သူတို့ကword buildings အပြင်ကိုဒီ sentence building တွေလုပ်လာပြီပေါ့နော် sentence story တွေစပြီးတော့ရေးလာတဲ့အခါမျိုးမှာတစ်ချက်သတိထားမှာကလူကြီးအနေနဲ့အရန်ကြီးကိုက perfect ဖြစ်ချင်လို့မရပါဘူးသူတို့သိထားတဲ့အတန်နေနဲ့သူတို့ဒီ sound out လုပ်မယ် encoding scale ကိုအသုံးပြုပြီးတော့သူကဒီစကားလုံးလေးတွေရလာအောင်သူကအတန်တွေသုံးပြီးတော့စကားလုံးတွေရေးမယ်ပေါ့နော်ဖွဲ့မယ်ဆိုတဲ့အခါမှာတချို့အတန်တူတဲ့ဒီစကားလုံးတွေရှိတယ်ပေါ့နော်အဲ့ဒီခါမျိုးတွေမှာကလေးတွေကမှားတတ်တာမျိုးလေးရှိတယ်ဒါမျိုးဆိုရင်ကိုယ်အနေနဲ့စိတ်ရှိရမယ်โอเคsentence construction လေ့ကျင့်နေတဲ့အခါမျိုးတွေမှာသူ့အနေနဲ့ sentence တစ်ကြောင်းရဲ့လို့ okay သူ complete ဖြစ်တဲ့ရေးနိုင်တယ်ဆိုတဲ့အပေါ်မှာကိုကအားပေးရမယ် proud ဖြစ်ပေးရမယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဇာတ်နိုင်ရဲ့အစားဘာလို့ capitalization ရမရှိရလဲ okay စနစ်ဆုံးရင် full stop ဘာကြောင့်မပါရတာလဲအလဲမှာစကားလုံးတွေဘာလို့အကြီးတွေနဲ့ရေးတာလဲထေးဆုံးစကားလုံးကတော့အကြီးမဟုတ်ပဲအသေးဖြစ်နေရလဲဒီလိုမျိုးသူ့လောတွေကလေးတွေကို negative တွေအများကြီးမပြောပါနဲ့ဘာကြောင့်လဲဆိုတော့သူတို့ရဲ့စပြီး develop လုပ်နေတဲ့ stage ဖြစ်တဲ့အတွက်ကြောင့်အမှားတွေပါမှာပါဒီအမှားတွေကိုက accept လုပ်ပေးရမယ်သူတို့ sentence တစ်ကြောင်းအနေနဲ့ဥပမာ to တွေကြံခဲ့တာရှိမယ် is ကြံခဲ့တာရှိမယ် a ကြံခဲ့တာမျိုးရှိမယ်ပထမဆုံးသူတို့ sentence တည်ဆောက်နိုင်ပြီဆိုတဲ့ဟာမျိုး confidence မျိုးပြတ်လုပ်ပေးဖို့ရည်ကြီးပါတယ်နောက်မှသူတို့ရဲ့ speaking စကားပြောကနေပြီးတော့ကလေးတွေကပြန်စဉ်းစားပြီးတော့ writing ရေးတာဖြစ်တဲ့အတွက်ကြောင့်တဖြည်းနဲ့သူတို့ကဘာလိုအပ်တယ်ဆိုတာကိုသိလာလိမ့်မယ်မသိတဲ့စကားလုံးအသစ်တွေကိုလည်းသူတို့ learning ပို့လုပ်လာလိမ့်မယ် expand လုပ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒါလေးတွေကမထင်မှဖင်တဲ့လူကြီးတွေကမှားတဲ့အခါမှားတတ်တဲ့အမှားမျိုးလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ video လေးကနေတခုရမယ်လို့ညွှန်လင်းပါတယ် thank you ပါ